ခုကြည့်နေတဲ့မိတ်ဆွေဘဝမှာလမ်းပြောင်းနေတာတော့ဘာလို့လို့လောက်ကံမှမသိဘူးလို့ခံစားနေရတယ်ဆိုရင်ကျွန်တော်အချိန်3မိနစ်ပဲပေးပါဒီဗီဒီယိုကိုကြည့်ပြီးသွားပြီဆိုရင်မိတ်ဆွေရဲ့ဘဝကိုပို့ပြီးတော့မှအတိတ်ပဲရှိအောင်ဘယ်လိုဖြတ်တန်းရမလဲဆိုတာနဲ့ဒီဘဝပေါ်မှာမြင်တဲ့အမြင်တွေကိုလည်းပြောင်းလဲသွားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဥပမာနဲ့ကြည့်ရမယ်ဆိုရင်လည်းမိတ်ဆွေလည်းမြင်မှုမှာပါကျွန်တော်တို့ဒီကမ္ဘာပေါ်မှာပတ်စံအရန်ချမ်းသာတဲ့လူတွေရှိကြတယ်ယာလူလည်းရှိကြတယ်သူတို့ဘဝကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်လည်းအပတ်ဆိုင်ရာကနေပြည့်စုံပြီးတော့မှဒီလူတိုင်းရဲ့အိမ်မက်တွေကိုပိုင်ဆိုင်ထားသလိုမျိုးနဲ့ဘဝကိုဖြတ်တန်းကြရတယ်ပေါ့နော်ဒါပေမဲ့စိတ်ဝင်စားကြတစ်ခုကောင်းတာကြတော့သူတို့ချမ်းသာတိုင်းလည်းဒီစိတ်ထဲမှာမပျော်ရွှင်ကြဘူးဟာတာတာကြီးဖြစ်နေကြတယ်ဒါပေမဲ့တစ်ဖက်မှာကြတော့လေပေါ့နော်သူတို့တော့အများကြီးမပြည့်စုံတဲ့လူတွေလည်းအများကြီးရှိကြတယ်ဒါပေမဲ့သူတို့ကတူးဆန်းတာသူတို့ကသူ့ရဲ့ဘဝကိုအေးချမ်းချမ်းနဲ့ငြိမ်းချမ်းပြီးတော့ပျော်ရွှင်ဖြတ်တန်းနိုင်ကြတယ်ပေါ့နော်ဒါဆိုရင်အဲ့ဒီကွာခြားချက်ကဘာများလဲအမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီလူတိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ဘဝကိုလိုချင်တဲ့ပုံစံအတိုင်းစိတ်ကြိုက်ရွေးချယ်ပြီးတော့မှနေထိုင်နေကြတာမဟုတ်ကြဘူးများသောအားဖြင့်လူအများစုကပေါ့နော်သူတို့ရဲ့ဘဝကိုဒီဘေးပတ်ဝန်းကျင်တွေသူတို့ရဲ့ဒီမိသားစုဆွေမျိုးအတိုင်းဝိုင်းကိုသူတို့လက်ခံလာနိုင်အောင်ပေါ့နော်ဒီ society ထဲမှာfit in ဖြစ်အောင်လိုက်လောပြီးတော့မှနေထိုင်နေကြတဲ့လူတွေကပိုများပါတယ်ကျွန်တော်တို့ဒီနေ့စဉ်ဘဝဖြတ်တန်းတဲ့ပုံစံ daily life အနေနဲ့ကြည့်ရမယ်ဆိုရင်လည်းကျွန်တော်တို့ဒီမနက်နိုးလာရေပေါ့နော်ဒီလူငယ်တွေဆိုရင်ကြောင်းသွားမယ်လူကြီးတွေဆိုရင်အလုပ်သွားမယ်ဇုံသွားမယ် business တွေလုပ်မယ်စီးပွားရေးလုပ်မယ်လူတွေနဲ့တွေ့မယ်တောက်မယ်စကားတွေပြောကြမယ်နောက်ဆုံးကျရင်ကျွန်တော်တို့အိမ်ပြန်ကြရပေါ့နော်ကျွန်တော်ရဲ့ဒီနေ့စဉ်ဘဝကိုဒီတိုင်းပဲဖြတ်တန်းနေကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီလူအများစုကပေါ့နော်ကိုဘယ်တော့မှငါလုံးနေတဲ့အရာအားလုံးဟာငါနဲ့ရောတကယ်သက်ဆိုင်ပါသလားငါလိုချင်တဲ့အရာတွေရောတကယ်ဟုတ်ပါသလားဆိုတော့ဘယ်တော့မှမမေးခဲ့ကြဘူးပေါ့နော်အဲ့လိုမေးခွန်းနေကျွန်တော်တို့ကိုမမေးတတ်တော့တဲ့အခါမှာပေါ့နော်ဘာဖြစ်လာလဲဆိုရင်ကြာလာနဲ့အမျှကျွန်တော်တို့ကဒီကျွန်တော်ရဲ့ life purpose ပေါ့နော်ကျွန်တော်တို့ဒီဘဝရည်ရွယ်ချက်ကိုတိတိကျကျမသိလာကြတော့ဘူးအဲ့လိုကျွန်တော်တို့ရဲ့ဘဝရည်ရွယ်ချက်ကိုကောင်းကောင်းမသိတော့တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဘဝဘယ်လိုဖြစ်သွားလဲဆိုရင်ဒီလှုပ်ရှားမှုတက်မိုးရှင်းတက်ကြီးပဲဖြစ်သွားပြီးတော့မှချိန်ကြာလာနဲ့အမျှဘဝကအတိတ်ပဲမဲ့ပြီးတော့ meaningless ဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လေကျွန်တော်တို့ကဒီလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စတွေကိုလုံးနေရင်သားနဲ့လည်းအလုပ်တွေအများကြီးပြီးမြောက်နေရင်လည်းဒါပေမဲ့လူတွေကနေထိုင်နေဒီသူတို့ရဲ့နေ့စဉ်ဘဝမှာဟာတာကြီးဖြစ်လာပြီးတော့မှမပြောချင်တာကြတော့ဘူးပေါ့နော်အဲ့ဒါအဓိကသူတို့အပြင်ကလာတဲ့ဒီအလုပ်ကိစ္စတွေအများများလို့ကြောင့်မလို့လည်းမဟုတ်ပါဘူးအဓိကတော့သူတို့ရဲ့ဒီစိတ်ကိုစိတ်အတွင်းစိတ်သူတို့ရဲ့ဘဝရည်ရွယ်ချက်နဲ့အဆက်အသွယ်ပြတ်သွားလို့ပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်ဘဝရည်ရွယ်ချက်ရှိတာနဲ့မရှိတာနဲ့ဘာများအလောက်ကြီးကွာသွားသလဲပေါ့နော်ကျွန်တော်တို့ဥပမာအနေနဲ့ကြည့်ရမယ်ဆိုရင်ဘဝရည်ရွယ်ချက်မရှိတဲ့လူတယောက်အဲ့လိုလူတွေကအပေါ်ယံကနေကြည့်မယ်ဆိုရင်သူတို့နေ့စဉ်ဘဝကိုအေးဆေးဆေးလုံးချရှိတာတွေလိုရင်းနဲ့ပြတ်တန်းသွားနေလိမ့်မယ်အပေါ်ယံကနေကြည့်ရင်တော့ဒီ okay တာပေါ့အားလုံးစင်ပြေတဲ့ပုံစံလိုပဲဒါပေမဲ့သူတို့ရဲ့ဘဝမှာဒီအခက်အခဲတွေကြုံလာတဲ့အချိန်ဒီစင်ကုန်မှုတွေအများကြီးကြုံလာတဲ့အချိန်မှာသူတို့ခဏတောင်းခံနေလိမ့်မယ်ဒါပေမဲ့အကြာကြီးမခံဘူးသူတို့ကလက်လျှော့နိုင်ခြေပို့ပြီးတော့မှများတယ်ပေါ့နော်အဲ့လိုအချိန်ကြာတဲ့အမျှဒါပေမဲ့ကိုယ့်ရဲ့ဘဝရည်ရွယ်ချက်ကိုကောင်းကောင်းသိတဲ့လူတွေကကြတော့သူတို့ဘဝမှာဘလောက်ပဲခက်ခဲတဲ့ဒီအခက်အခဲတွေပဲကြုံရပါစေဘလောက်ချမ်းသာတဲ့ဒီ challenges တွေစင်ကုန်မှုတွေပဲကြုံရပါစေသူတို့ကတောင်းလက်မလျှော့တတ်ကြပါဘူးဘာဖြစ်လို့လဲဆိုရင်သူတို့ရဲ့ဘဝရည်ရွယ်ချက်ကိုတိတိကျကျရှင်းရှင်းလင်းလင်းသိကြလို့ပါအဲ့ဒီသူတို့ရဲ့ဘဝရည်ရွယ်ချက်ကိုကောင်းကောင်းသိချင်အားဖြင့်လဲသူတို့ရဲ့ဘဝမှာအဓိကဖြစ်တဲ့မောင်းလင်အားကိုပဲဖြစ်ပေါ်လာစေတယ်။အဲ့ဒီဘဝမောင်းလင်အားရှိရုံနဲ့မရှိရလို့ဘာပြန်ကွာသွားလဲဆိုရင်တော့သူတို့မရှိရလို့ရပါဘောနော်။သူတို့အဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာမနှက်ထလာတယ်။သူတို့ဂျင်ဆော့ရမယ့်ကိစ္စတွေသူတို့လုံးစရာရှိရတော့မယ့်ကိစ္စတွေကိုသူတို့တောင်းတအောင်အရင်မလုပ်နိုင်ကြတော့ဘူး။ဒါပေမဲ့ဘဝမောင်းလင်အားရှိရလူတွေကကြတော့သူတို့ဘလောက်ပဲခက်ခဲဘလောက်ပဲ challenges တွေရှိသူတို့ကလုံးစရာရှိတာကိုထပြီးတော့မှအကုန်လုံးတန်းစီလှုပ်ချလိုက်တယ်။ဒါကြောင့်မို့လို့လဲ life purpose ကိုရဲ့ဘဝရည်ရွယ်ချက်ကလူတိုင်းအတွက်တော်တော်လေးကိုအရေးကြီးပါတယ်။ဒီဗီဒီယိုကလည်း3မိနစ်ထက်ကျော်သွားပြီဆိုတော့ကျွန်တော်ဒီမှာခဏရပ်ထားလိုက်ပါမယ်။ဒီရည်ရွယ်ချက်နဲ့ပြည့်စုံတဲ့ဘဝတစ်ခုကိုဘယ်လိုမျိုးစတင်ရှာဖွေရမလဲဘယ်လိုမျိုးနေထိုင်ရမလဲဆိုတဲ့အကြောင်းကိုကျွန်တော်နောက်ဗီဒီယိုမှာအသေးစိတ်ပြန်လည်ပြီးတော့မှဆွေးနွေးပေးသွားပါမယ်။အဲဒါကြောင့်မလို့လဲဗီဒီယိုအသစ်တွေကိုမလွတ်သွားအောင်တစ်ချက် follow လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့နော်။နောက်ပြီးတော့ကျွန်တော်ဒီကနေ့ဒီဗီဒီယိုမှာပြပြပေးသွားတဲ့ life purpose ကိုရဲ့ဘဝရည်ရွယ်ချက်အကြောင်းကိုလည်းမိတ်ဆွေတို့ဘယ်လိုမျိုးမြင်လဲဆိုတာကိုcomment မှာတစ်ချက်လောက်ဝင်ရောက်ပြီးတော့မှဆွေးနွေးကြပါဦး